တစ်ပင်တွေဆိုတာအေဂျင့်နဲ့လှပတယ်လို့တင်ထင်နေရင်ဒါဟာအမှားကြီးမှားနေပါတယ်။တချို့ပင်တွေကတင်ထင်တယ်လို့မရိုးရှင်းပါဘူး။ဟုတ်ပါတယ်။ကဘာပေါ်မှာသူတို့ကိုလာထည့်ရသူမှတမယာကိုမညာမတာတုတ်ပြန်တက်တဲ့ဒေါသအကြီးဆုံးလို့တင်စားရတဲ့အပင်တွေရှိပါတယ်။တချို့ပင်တွေကအသင်ကိုကြီးစံနဲ့ပြစ်လိုက်တယ်လို့တိုက်ခိုက်နိုင်ပြီးတချို့ကတော့အသင်ကိုငရဲရောက်တယ်လို့ခန်းစားရအောင်နှိပ်စက်နိုင်ပါတယ်။ဒီနေ့မှာတော့တဘာဝတရားရဲ့အကြောင်းစရာအကောင်းဆုံးလက်နက်တွေလိုအစွမ်းရှိတဲ့အပင်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ပထမဆုံးပင်ကတော့ကိုယ့်ကိုတတ်သိစေခြင်းနဲ့အထိဒုက္ခပေးနိုင်တဲ့ကျင်ပိုင်းအပင်ပါဒီအပင်ကိုအော်စတြေးလျအရှေ့မြောက်ပိုင်းမှာရှိတဲ့မိုးတစ်တော်တွေမှာတွေ့ရှိရနိုင်ပါတယ်ကြည့်လိုက်ရင်တော့ဒီအပင်ကနှလုံးမုံစံအရွက်လေးတွေနဲ့ချစ်စရာလိုပါပဲဒါပေမဲ့တတိထားပါသူ့ရဲ့မျက်နှာပြင်ပေါ်မှာဆီလီကာနဲ့လှုပ်ထားတဲ့မမြင်နိုင်တဲ့အချောင်းလေးတွေတန်းနဲ့ချီရှိနေပါတယ်အဲ့ဒီအရွက်ကိုတွားထိမိရင်အချောင်းလေးတွေကအကြီးပြားရဲ့ထိစိုက်ဝင်သွားပြီးတင့်ခန္ဓာကိုယ်ရဲ့ကိုအစိတ်တွေလွတ်ထုတ်နိုင်ပါတယ်ခံစားရတဲ့ဝေဒနာကလျှက်စစ်ရှော့တိုက်ခံလိုက်ရတယ်လို့ဒါမှမဟုတ်အဆစ်နဲ့လောင်းခံလိုက်ရတယ်လို့မျိုးတပြိုင်နက်တည်းဒီလိုနာကျင်မှုနှစ်ခုစလုံးကိုခံစားရနိုင်ပါတယ်။ဒီနာကျင်မှုဟာလာနဲ့ချီကြတတ်ပြီးရေချိုးရင်တောင်မှနာကျင်မှုကပြင်းပြင်းကြွလာတတ်ပါတယ်။ဒီပင်နဲ့ပတ်သက်ပြီးတမိုင်းကြောင်းတစ်ခုရှိခဲ့ပါတယ်။1994ခုနှစ်မှာစစ်သားတယောက်ဟာဒီအပင်ကိုအိမ်နာသုံးစက်ကူအမှန်နဲ့မှားတော်မိခဲ့လို့နာကျင်မှုကိုမခံစားနိုင်ပဲကိုယ့်ကိုအဆုံးစီရင်သွားခဲ့တဲ့အထိရာဇဝင်ဆိုရှိခဲ့ပါတယ်။နောက်ဒုတိယပင်ကတော့ပင်လောကရဲ့ပုံလက်နက်လိုတင်စားရတဲ့ဆမ်ပေါက်ထရီပါဒီပင်ကိုအမေရိကတိုက်အပူပိုင်းဒေသတွေဖြစ်တဲ့အမေဇုန်မိုးတစ်တော်ကိုလံဘီယာပီရူဘိုလီဗီးယားနဲ့ဘရာဇီးနိုင်ငံတို့မှာအများဆုံးတွေ့ရပါတယ်ဒီပင်ကိုမြောက်တွေတက်လို့မရတဲ့ပင်လို့လည်းခေါ်ကြပါတယ်ဘာလို့လဲဆိုတော့ပင်စီတစ်ခုလုံးမှာရန်လိုတဲ့စူးကျွန်တွေပြည့်ရှိနေလို့ပါဒါပေမဲ့တကယ်အနေရကအစူးတွေမကပဲသူ့ရဲ့အသီးကားမှာတကယ်အစိတ်ရှိရဲ့လက်နက်ပါအသီးကရင်းမလာရင်ရုတ်တရက်ပောက်ခွဲတတ်ပါတယ်။အဲ့လိုပောက်ခွဲတဲ့အခါအဆစ်တွေကိုတနာရီမိုင်150တစ်စက္ကန့်ကိုပေ80နှုန်းနဲ့ပတ်ဝန်းကျင်ကိုလွှတ်ထုတ်တာပါ။ဒါဟာတနက်သက်လက်ရဲ့အချိန်ဒီပါရှိပါတယ်။တကယ်လို့များသင်ကသာအဲ့လိုပောက်ခွဲလိုက်တဲ့အချိန်မှာရှိနေမိမယ်ဆိုမတွေးရစရာပါ။ဘာလို့လဲဆိုတော့ပောက်ခွဲတဲ့အချိန်ကြောင့်လွန်ထွက်လာတဲ့အသီးနဲ့တစ်ဆေးတွေဟာပြင်းထန်တဲ့အဆိပ်တွေဖြစ်ပါတယ်။အရေပြားကိုလောင်စေတယ်လို့မျက်လုံးထဲဝင်ရင်မျက်စိကွဲစေနိုင်ပါတယ်။နောက်ဆုံးပင်ကတော့ကမ္ဘာအနေရဲ့ရှိဆုံးပင်တစ်ခုဖြစ်တဲ့မန်ရှင်းနီအပင်ပါဒီအပင်ကတော့သေမင်းပန်းသီးလိုလူကြည့်များပြီးကမ္ဘာအနေရဲ့ရှိဆုံးအပင်အဖြစ် Greenwich စံချိန်တင်ထားပါတယ်ဒီအပင်ကို Florida ပြည်နယ်တောင်ပိုင်းမက္ကဆီကိုနဲ့မြောက်ဘက်တောင်အမေရိကကမ်းရိုးတန်းတွေမှာတွေ့ရပါတယ်ဒီအပင်ရဲ့အစိပ်ပိုင်းအားလုံးဟာအစိပ်တွေနဲ့ပြည့်နှက်နေပါတယ်သူ့ရဲ့အသီးကပန်းသီးနဲ့တူပြီးအရသာကလည်းရမ်းချွတ်မြင်ပါတယ်အဲ့လိုမျိုးပြောလို့စားလို့ရမယ်လို့မထင်လိုက်ပါနဲ့တကယ်တော့ဒါကသူမလိုအပေါ်ရင်အလားတရားတွေနဲ့လွှမ်းမိုးထားသလိုပါပဲတကယ်လို့အသင်ကမနေနိုင်မထနိုင်ဖြစ်ပြီးစားလိုက်မိပြီဆိုရင်မိနစ်ပိုင်းအတွင်းမှာပဲလေပင်ကရောင်ကိုင်းလာပြီးအစာမျိုးမရတော့ပဲပြင်းထန်တဲ့နာကျင်မှုနဲ့အတူသေဆုံးနိုင်ပါတယ်နောက်ဆုံးအကုန်ပြောရရင်မိုးရွာတဲ့အခါမှာတော့ဒီပင်အောက်မှာမတက်ရက်ပြီးမိုးခုမယ်လို့မကြံလိုက်ပါနဲ့အရွက်ပေါ်ကကျလာတဲ့မိုးရေစာအပင်ရဲ့အစိတ်လိုမျိုးနုနဲ့ရေနဲ့ရောနှောပြီးတင့်ရေပြပေါ်ကျလာရင်မီးလောင်တယ်လို့အဖူတွေထွက်လာပါလိမ့်မယ်ဒါကြောင့်ရှစ်ခေတ်ကလူတွေဟာဒီအပင်ရဲ့အဆေးကိုမြားထိတ်မှတုပ်ပြီးရန်သူတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်။ဒါကြောင့်တောရဲတောင်တွေရဲ့တွားတဲ့အခါမှာအစိမ်းရောင်တိုင်းဟာအေးချမ်းတာမဟုတ်ဘူးဆိုတာသတိရပါ။လှပတဲ့အပင်တွေနောက်ွယ်မှာရက်ဆက်တဲ့တုံ့ပြန်မှုတွေရှိနေတတ်ပါတယ်။ခုပြောပြသွားတဲ့အပင်၃မျိုးထဲမှာတင်ပဲပင်ကိုကြားဘူးလေ။ဒါမှမဟုတ်ဘယ်ပင်ကရက်ဆက်ဆုံးလဲဆိုတာ comment မှာရေးပေးသွားပါအောင်ဗျ။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုမြင်ကြည့်ရှုဖို့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့哦။ဒီဗီဒီယိုလေးကိုကြိုက်နေစတဲ့ဆိုရင်လည်း like ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်